ကျမကောင်လေးတယောက်နဲ့စားနောက်ကြည့်စနေတုန်းဒီမြင်ကွင်းကိုလမ်းလျှောက်လာတဲ့ကျောင်းစည်းကမ်းထိန်းသိမ်းရေးဆရာကမတော်တဆမြင်သွားခဲ့ပါတယ်။ဆရာကကျမတို့နှစ်ယောက်ရဲ့ဆက်ဆံရေးကိုချက်ချင်းပဲအထင်လွဲသွားခဲ့တာပါ။ဆရာရဲ့အတန်ကိုကြားလိုက်ရတဲ့ခဏမှတင်ကျွန်တော်တို့နှစ်ယောက်လုံးချက်ချင်းထွက်ပြေးခဲ့ကြပါတယ်။အလောတကြီးထွက်ပြေးရင်းနဲ့ကျွန်တော်ရဲ့ဖက်တစ်ဖက်ကျွတ်ကြံရိတ်ခဲ့ပါတယ်။ဒါကိုမြင်တော့ကောင်လေးကကျွန်တော်ကိုသူ့ကြောပေါ်ချက်ချင်းပို့ချပြီးထွက်ပြေးခဲ့ပါတယ်။အဲဒီနောက်ကျွန်တော်တို့ဟာအလွတ်ဖြစ်နေတဲ့စာသင်ခန်းတစ်ခန်းထဲမှာဝင်ပုန်းနေခဲ့ကြပါတယ်။ဆရာကကျွန်တော်ဖက်ကိုကင်ပြီးနေရာအနှံ့လိုက်ရှာနေတယ်လို့အမားကိုဝင်ခံပြီးထွက်လာကြဖို့လဲအော်ပြောနေခဲ့ပါတယ်။ဆရာကအလွယ်တကူပြန်ဦးမဲ့ပုံမပေါ်တာကိုမြင်တော့ကောင်လေးကသူ့ရဲ့ဖက်ကိုချွတ်ပြီးကျမကိုပေးခဲ့ပါတယ်။အဲဒီလိုပြောပြီးတာနဲ့သူကဆရာကိုအာယုံလွဲဖို့အတွက်တမင်တကာအပြင်ကိုပြေးထွက်သွားခဲ့ပါတယ်။တယောက်တည်းကြံရိတ်ခဲ့တဲ့ကျွန်တော်ကတော့အရန်ကိုစိုးရိမ်ပူပန်နေမိပါတယ်။ဒါပေမဲ့မထင်မှတ်ထားတာကတော့ကောင်လေးဟာအမိမခံရယုံနေမကပဲကျွန်တော်စီကိုပါအောင်မြင်မြင်ပြန်လာပြီးခေါ်ထုတ်သွားနိုင်ခဲ့တာပါ။ကျွန်တော်တို့စာသင်ခန်းကိုပြန်ရောက်တဲ့အခါအတန်းကောင်းဆောင်နဲ့ကွက်တီတိုးပါတော့တယ်။ကျွန်တော်တို့ရဲ့ဖျို့ဖျဲဖြစ်နေတဲ့ပုံစံကိုမြင်တော့အတန်းကောင်းဆောင်ကကျွန်တော်ဒုက္ခတစ်ခုခုနဲ့ကြုံလာရပြီးအထင်နဲ့ဘာဖြစ်တာလဲလို့အလောတကြီးမေးပါတော့တယ်။ကျွန်တော်လည်းဘာမှမဖြစ်ပါဘူးလို့ပဲချက်ချင်းဆိုရင်လိုက်ပါတယ်။ဆရာရဲ့စုံစမ်းစစ်ဆေးမှုကနေအောင်မြင်မြင်လွတ်မြောက်သွားပြီလို့ထင်နေတဲ့အချိန်မှာတင်မမျှော်လင့်ထားတဲ့အရာဖြစ်လာခဲ့ပါတယ်။နောက်တစ်နေ့ကျောင်းရောက်တော့ဆရာကကျွန်တော်ဖက်ကိုလက်ထဲမှာကင်ပြီးကျောင်းသားတွေကိုလိုက်တားနေပါတယ်။သူကဖက်ပိုင်ရှင်ကိုကိုယ်တိုင်ရှေ့ထွက်လာစေချင်တာပါ။ဒါကိုမြင်တော့ကောင်လေးကကျမကိုလှမ်းခေါ်ပြီးတိတ်တဆိတ်ချောင်းကိုထွက်ပြေးဖို့လုပ်ပေမဲ့အမိခံလိုက်ရပါတယ်။တခုခုမှားနေပြီဆိုတာကိုရိပ်မိတာနဲ့ကောင်လေးကကျွန်တော်ရှေ့မှာချက်ချင်းဝင်ရက်ပေးခဲ့ပါတယ်။ဆရာကကျွန်တော်တို့ကိုစစ်မေးတဲ့အခါကျွန်တော်တို့နှစ်ယောက်လုံးကကျွန်တော်တို့မဟုတ်ပါဘူးလို့ညှင်းဆိုခဲ့ကြပါတယ်။ဆရာကပို့ပြီးတန်တရားဝင်လာတဲ့အချိန်မှာတင်အခြားကျောင်းသားနှစ်ယောက်ကဆရာရဲ့အာယုံကိုအောင်မြင်မြင်လွှဲပြောင်းပေးခဲ့ပါတယ်။နောက်ဆုံးတော့ကျွန်တော်တို့ရဲ့အဖွဲလိုက်ပူးပေါင်းမှုကြောင့်ဆရာရဲ့တန်တရားတွေကနေအောင်မြင်မြင်လွတ်မြောက်ခဲ့ပြီးအပြစ်ပေးခံရမယ့်ဘေးကနေကျော်လွှားနိုင်ခဲ့ပါတယ်။နောက်တစ်နေ့မှာတော့ကောင်လေးကဘတ်စကတ်ဘောပြိုင်ပွဲမှာဝင်ပြိုင်ပါတယ်။ကျွန်တော်ကလည်းသူ့ကိုအံ့ဩသွားစေဖို့အတွက်အထူးတလဲပြင်ဆင်ဝတ်ဆင်ပြီးအားပေးခဲ့ပါတယ်။ကျွန်တော်ရဲ့ပုံစံတစ်ကသူ့ကိုလုံးဝကြောင်အံ့သွားစေခဲ့ပါတယ်။ဒါပေမဲ့ပွဲစားပြီးတာနဲ့ချက်ချင်းဆိုသလိုကျွန်မဟာဘတ်စကတ်ဘောလုံးနဲ့ရုတ်တရက်အိုက်ကွက်တီအတိုက်ခံရပြီးမြေကြီးပေါ်လဲကျသွားခဲ့ပါတယ်။ဒါကိုမြင်မြင်ချင်းပဲကောင်လေးကကျွန်တော်ကိုသူ့ကြောပေါ်ပိုးချပြီးစစ်ပေးကန်းစီအပြေးလွှားခေါ်သွားခဲ့ပါတယ်။ကျွန်တော်ကိုစစ်ဆေးပြီးနောက်ဆရာဝန်ကကျွန်မကိုတပတ်တိတိလေ့ကျင့်ခန်းမလုပ်ဖို့ပြောပါတယ်။ကျမစာသင်ခန်းကိုပြန်ရောက်တဲ့အခါအခြားကျောင်းသားတွေအားလုံးကပွဲကြည့်ဖို့ထွက်သွားကြတာမို့စာသင်ခန်းထဲမှာကျွန်တော်တယောက်တည်းပဲကြံရိတ်ခဲ့ပါတယ်။အဲ့ဒီအချိန်မှာကောင်လေးကသူ့ကိုယ်တိုင်လုပ်ထားတဲ့အဝေးကြီးမှန်ပြောင်းတစ်ခုယူလာပေးပါတယ်။ကျမစမ်းကြည့်လိုက်တဲ့အခါကစားကွင်းကိုတကယ်ပဲလှမ်းမြင်နေရတာပါ။ဒါကကျွန်တော်ကိုအတိုင်းထက်အလွန်ပျော်ရွှင်သွားစေခဲ့ပါတယ်။ကောင်လေးကလည်းကျွန်တော်ဘေးနားကနေတစ်ချိန်လုံးငါးဆန်းနောက်နေခဲ့ပါတယ်။အတူတူဆန်းနောက်ဆော့ကစားနေရင်းနဲ့ကျွန်တော်တို့နှစ်ယောက်ရဲ့လက်တွေမတော်တဆထိမိသွားခဲ့ကြပါတယ်။ဒါကကျမကိုအနှဲငယ်ရှက်သွေးထမ်းသွားစေခဲ့ပါတယ်။ဒါကိုသတိထားမိသွားပြီးနောက်ကောင်လေးကအကြောင်းအရာကိုအမြင်ပြောင်းလိုက်ပါတယ်။ဒါနဲ့ကျွန်တော်လည်းဖောင်တိန်ကိုကောက်ကင်ပြီးသူ့လက်ပေါ်မှာအားပေးစကားလုံးလေးတွေရေးပေးလိုက်ပါတယ်။ပြိုင်ပွဲတွင်းမှာကျမကအဝေးကြီးမှန်ပြောင်းကနေတစ်ဆင့်လှမ်းကြည့်နေခဲ့ပါတယ်။သူကိုသွင်းနိုင်တာကိုမြင်ရတဲ့အခါကျမအရန်ကိုစိတ်လှုပ်ရှားဝမ်းသာသွားခဲ့ရပါတယ်။ပြီးတော့ဘတ်စကတ်ဘောကစားနေတဲ့အချိန်မှာတော့ကောင်လေးကကျမနဲ့ပြန်လည်အချက်ပြဆက်သွယ်ဖို့ကိုမမေ့လျှော့ခဲ့ပါဘူး။ဒါဟာသူ့ပေါ်ထားတဲ့ကျမရဲ့ခံစားချက်တွေကိုပို့ပြီးတော့နှက်ဆိုင်သွားစေခဲ့ပါတယ်။